ကဲဆရာကူဆက်ပြီးတော့ sequential reaction လေးကိုဆွေးနွေးပေးမယ်เนาะ sequential reaction ဆိုတာမြန်မာလိုဆက်တိုက်တပြုတ်ခြင်းလို့ခေါ်တယ်เนาะဆက်တိုက်တပြုတ်ခြင်းကိုဆရာတို့က sequential reaction လို့ခေါ်တယ်ဥပမာဆရာတို့က A နဲ့ B နဲ့ပေါင်းတယ်ဆိုပါစို့ဘာပြီးရလဲ AB ရတယ်ဟုတ်ပြီเนาะ AB ကဘာလဲ product လို့ခေါ်တယ်เนาะဟုတ်ပြီအဲရလာတဲ့ AB ဟာ C နဲ့ပေါင်းပြီးတော့ ABC ဆိုပြီးရပြန်ရောအဲ့တော့ reaction ကဘယ်နှခုဖြစ်သွားလဲနှစ်ခုဒါက first reaction ဒီကောင်လေးက second reaction အဲ့လို depute ချင်းတွေဆက်တိုက်ဖြစ်သွားတာမျိုးကိုဆရာကဘာလို့ခေါ်လဲဆိုရင် sequential reaction ဆက်တိုက် depute ချင်းလို့ခေါ်တယ်ထူးခြားချက်ကဒါဒီ first reaction ဟုတ်လားပထမ depute ချင်းဒါ second reaction ဒုတိယ depute ချင်းဟောဒီ sequential reaction ရဲ့ထူးခြားချက်က first reaction ရဲ့ product เนาะဒါ product first reaction ပထမ depute ချင်းရဲ့ product ဟာ second reaction မှာသူက reactant ဖြစ်သွားတယ် reactant reactant အဲ့လိုဖြစ်သွားတဲ့ depute ချင်းတွေကို sequential reaction လို့ခေါ်ပါတယ်เนาะပြန်ပြောပါမယ် first reaction ပထမ depute ချင်းကနေရလာတဲ့product တွေဒီ second reaction ဒုတိယ reaction မှာသူက reactant depute ပစ္စည်းဖြစ်သွားတယ်အဲ့လို depute ချင်းတွေကိုဘာလို့ခေါ်လဲ sequential reaction ဆက်တိုက် depute ချင်းဆက်တိုက် depute ချင်းဆိုတာ reaction depute ချင်းပဲဘယ်လို depute ချင်းလဲလို့ပြောရင် first reaction ရဲ့ product ဒီ second reaction မှာ reactant ဖြစ်သွားတဲ့ depute ချင်းတွေကို sequential reaction ဆက်တိုက် depute ချင်းလို့ခေါ်တယ်ဒါဆိုနားလည်မယ်နော် okay ဆွေးနွေးရအောင်ဟုတ်ပြီအဲ့တော့ဆရာတို့တွေက sequential reaction ဖြစ်ဖို့အတွက်ဆိုသိကြတာပေါ့ more than one reaction depute ချင်းကတစ်ခုထက်ပိုပြီးတော့ is require လိုအပ်ပြီလေလိုအပ်ပြီပြီးတူကွန်ပပြောင်းမယ် steady material ကိုတဲ့ into ဖြစ်အောင်ပြောင်းမယ် desire product ဖြစ်အောင်ပြောင်းမယ်ဥပမာ10ခုနောက်ပြောလိုက်တယ် A နဲ့ B နဲ့ပေါင်းတယ်ဘာပြီးရလဲ AB ရတယ်အဲ့ဒါ A နဲ့ B ဒီဘာ metal လို့ခေါ်တယ် steady material လို့ခေါ်တယ်နော် steady material လို့ခေါ်တယ်ရလာတဲ့ AB ကကြတော့ desire product လို့ခေါ်တယ်desire product လို့ခေါ်တယ်ရမယ်နော်အဲ့လို desire အဲ့တော့ပြောချင်တာ study material ကနေပြီးတော့ desire product ကိုပြောင်းဖို့အတွက်ဆိုရင်တဲ့ reaction တစ်ခုတည်းပို့ပြီးတော့လိုအပ်ပါတယ်ဟုတ်တာပေါ့အဲ့ဒီရလာတဲ့ desire product ဖြစ်တဲ့ AB ကို C နဲ့ထပ်ပေါင်းလေဘာ BC ရသွားတော့ A B C ရသွားတယ်ဟုတ်လားဗျဟုတ်တာပေါ့ဒါလည်းဘာ product ပဲလေ desire product ဒါဒီ desire product နောက်ဆုံး finally desire product ကဒီကောင်ဖြစ်ပါတယ်ဒီ finally desire product ရဖို့အတွက် study material A နဲ့ B ဖြစ်ပါတယ်ဒါကြောင့်မို့ဆရာတို့က study material ဖြစ်တဲ့ A နဲ့ B ကနေရော finally desire product ရဖို့အတွက်ဆိုရင် reaction ဟာ more than one reaction တစ်ခုတည်းပါဖြစ်ရမလဲပိုရမယ်တဲ့ဟုတ်ပြီနော် okay စက်ကြည့်အောင်ဒုတိယအကြောင်းလေးအဲ့တော့ဆရာတို့ကthis is true တဲ့ဒါအမှန်တရားပါတဲ့ for many reaction depute ချင်းများစွာအတွက် that are carry out လှုပ်ဆောင်တဲ့တခါကနဲ့မှာလှုပ်ဆောင်တဲ့ depute ချင်းတွေပဲဖြစ်ဖြစ် for many industrial process လို့ခေါ်တဲ့စက်ရုံလုပ်ငန်းတွေမှာလုပ်တဲ့ဘာပြုချင်းတွေပဲဖြစ်ဖြစ် depute ချင်းတွေပဲဖြစ်ဖြစ်တဲ့ဒီလိုဖြစ်စဉ်ဟာဆက်တိုက် depute ချင်းဆိုတဲ့ sequential reaction တွေကမှန်ပါတယ်တဲ့ဟုတ်ပြီဒီစာကောဒီလို depute ချင်းတွေကိုခေါ်ပါတယ် sequential reaction ဆက်တိုက် depute ချင်းလို့ခေါ်ပါတယ်တဲ့ okay စကြည့်မယ်ဆိုရင်နောက်တစ်ခုစကြည့်မယ်ခုနကပြောလိုက်တယ်ဒီမှာကြည့်လိုက်စမ်းဒါ first reaction ကာဗွန်နဲ့ steam ဆိုရယ်ရင်းနှီးငွေ့နဲ့ပေါင်းတယ်ကာဗွန်မိုနောက်ဆိုက်နဲ့ hydrogen နဲ့ထွက်လာတယ်ဒါဘာ reaction လဲ first reaction ဟုတ်ပြီကဲအဲ့တော့ first reaction မှာရှိရဲ့ကာဗွန်မိုနောက်ဆိုက်ကလည်းဒါပါလဲ product ပဲ hydrogen လည်းပါပဲတော့ product ပဲfirst reaction ရဲ့ကာဗွန်မိုနောက်ဆိုက်ဒီ second reaction မှာဘာတက်ဖြစ်သွားတော့ reactant ဖြစ်သွားတယ်ဟုတ်လားဗျဘာပြုပစ္စည်းလဲ depute ပစ္စည်းဖြစ်သွားတယ်ကဲကြည့်ပါအောင်စာကြောင်းလေးကဘယ်လိုရေးထားလဲပေါ့နော်ဆရာတို့ကဒီမှာကြည့်ပေးပါဦးတဲ့for a reaction တဲ့ depute ချင်းတစ်ခုရဲ့ desire product တဲ့ဟုတ်လားခင်ဗျပြောပါအောင်ခင်ဗျဒါလေးဒီဘာပြုချင်းတစ်ခုဆရာပြောdepute ချင်းတစ်ခုအဲ့ depute ချင်းတစ်ခုရဲ့ desire product တဲ့ဟုတ်လားခင်ဗျဒါလေးက from a reaction ဘာပြုချင်းတစ်ခု depute ချင်းတစ်ခုအဲ့ဒီ depute ချင်းတစ်ခုရဲ့ desire product ဒါလေး CO လေးရတာ desire product ပေါ့နော်depute ချင်းတစ်ခုရဲ့ desire product တဲ့ for the non reaction နောက်ထပ် depute ချင်းမှာတော့ဘာတဲ့ depute ချင်းမှာတော့နောက်ထပ် depute ချင်းမှာတော့သူက starting material ဖြစ်သွားတယ်ပြန်ပြောမယ်depute ချင်းတစ်ခုရဲ့desire product ဒီ
နောက်ထပ် reaction မှာတော့သူက starting material ဖြစ်သွားတယ်เนาะညာဘက်ကကောင်က desire product ပါဘယ်ဘက်ကကောင်တော့ starting material လို့ခေါ်တယ်ရမယ်เนาะပြောမယ် desire product from a reaction တပြုချင်းတစ်ခုမှရှိတဲ့ desire product ကိုလိုချင်တဲ့ product ဟာ for the next reaction နောက်ထပ်တပြုချင်းမှာတော့ starting material တဲ့เนาะ reactant ဖြစ်သွားတယ်ဆိုသဘောပါပဲရမယ်เนาะ okay ဒါဆိုရင် sun example ဆိုတာဥပမာအရှုဘာအရှုဥပမာရှုဘယ်သူရဲ့ဥပမာရှုလဲ sequential reaction စက်တိုက်တပြုချင်းရဲ့ဥပမာရှုကိုတဲ့ are describe below အောက်မှာဖော်ပြထားပါတယ်။စက်တိုက်တပြုဖို့တဲ့ဆိုရင်ဆရာတို့သင်ထားပြီးသားเนาะဘာလဲလဲ more than one reaction တပြုချင်းကတစ်ခုတည်းပို့ရမယ်ဆိုတော့ first reaction second reaction and then third reaction အဲ့လိုပေါ့ပထမတပြုချင်းဒုတိယတပြုချင်းတတိယတပြုချင်းပေါ့စက်တိုက်ဖြစ်တဲ့တပြုချင်းတွေကိုဘာလို့ခေါ်လဲ sequential reaction လို့ခေါ်ပါတယ် example လေးတစ်ခုလောက်ကြည့်ကြရအောင်တဲ့ဟုတ်လားအဲ့တော့ကာဗွန်ဆိုတာအခဲကြီးပေါ့နံပါတ်1အဲ့တော့ steam ဆိုရယ်A2 နောက်က liquid ရင်ဒါဆို steam လို့ခေါ်တယ်ရေနငွေ water vapor လို့ခေါ်တယ် W ရင်ဘာရတော့ကာဗွန်မိုနောက်ဆိုက် C လေးကအောက်ဆီဂျင်နဲ့ပေါင်းရတယ်ကာဗွန်မိုနောက်ဆိုက်ဖြစ်သွားတယ်ဟိုက်ဒရိုဂျင်ကတီးတန့်လေးထွက်သွားတယ်เนาะအဲ့တော့ဒါဒီ fat reaction ရဲ့ကာဗွန်မိုနောက်ဆိုက်ဆိုတဲ့ product လေးက second reaction မှာတော့သူက nickel နဲ့ဘာလုပ်သွားလဲ W သွားတယ်ဒါမို့ fat reaction ရဲ့ product ဟာ second reaction မှာတော့ဘာအတက်ကိုပြောင်းသွားလဲ reactant ကိုပြောင်းသွားတာကို sequential reaction စက်တိုက် W ချင်းเนาะပထမ W ချင်းရဲ့ product ဒီဒုတိယ W ချင်းမှာတော့ဘာအတက်ဖြစ်ကိုပြောင်းသွားလဲ reactant ဖြစ်ကိုပြောင်းသွားတာကိုဘာ sequential reaction လို့ခေါ်လဲ sequential reaction လို့ခေါ်ပါတယ်ရလာတဲ့ carbon monoxide gas ဒီ nickel နဲ့ပေါင်းမယ် nickel နဲ့ပေါင်းရင်ဘာရသွားလဲ NiCO4 ဆိုတဲ့ tetra လေးလေးတထရာလို့ခေါ်တယ် CO carbon 9 tetra carbon 9 nickel လို့ခေါ်ပါတယ်CO လေးလုံးရှိလို့ရှိမှလေးနဲ့မြောက်ထားတာပေါ့နော်ဘာကိုပြောချင်တာလဲ first reaction ရဲ့ product ဖြစ်တဲ့ carbon monoxide ဒီ second reaction မှာတော့သူက reactant ဖြစ်ကိုပြောင်းသွားတယ်ဆိုတော့နားလည်ရမယ်ဟုတ်ကဲ့နောက်ထပ် W ချင်းလေးတစ်ခုတွားကြရအောင်နောက်တဲ့ W ချင်းလေးကိုဆရာတို့ဆွေးနွေးကြရအောင်အဲ့ဒါလေးကတော့ပု္ပ္ပာမှာလည်းပါမှာ phosphorus ဆရာတို့ဒီ chemical equation တွေရေးခါကျရင် phosphorus ကိုဆရာတို့ molecule ပုံစံနဲ့ပဲရေးရမယ်เนาะ phosphorus ပြီးလို့ရေးလို့မရဘူး B4 molecule ပုံစံနဲ့ပဲရေးရမယ်เนาะအဲ့တော့ phosphorus ရဲ့ဒီအမှုန့်လေးတွေကိုတဲ့ဘာစီဂျင်နဲ့ပေါင်းကြည့်မယ်အောက်ဆီဂျင် gas နဲ့ပေါင်းမယ်အဲ့တော့ထူးခြားချက်ကမှတ်ထားပါ3-5 ပီလိုထားပြောပါဦးခင်ဗျ3-5 ပီလိုထားနောက်တစ်ခေါက်ဗျာ3-5 ပီလိုထားပြောချင်တာ phosphorus ဒီ tetrogane ဒီ +3 နဲ့ပေါင်းရှိတယ် +5 ရှိတယ်နှစ်မျိုးရှိတယ်ဆရာဒီမှာကတော့ဘာနဲ့ပဲပေါင်းသွားမလဲဆို+5 နဲ့ပေါင်းသွားမယ်အောက်ဆီဂျင်ကသိပါတယ်နော် -2 ရှိတယ်အဲ့တော့ P4 phosphorus နဲ့ဘာဆီဂျင်နဲ့ပေါင်းလဲအောက်ဆီဂျင်နဲ့ပေါင်းလဲထားမယ်ဒီဘက်က P4 ဒီဘက်ကဘာဆီဂျင်နော်အောက်ဆီဂျင်အဲ့ဒီရလားဟုတ်ပါပြီဆက်ဆွေးနေမယ်ဗျဒါဆိုရင် phosphorus ကိုဆရာ tetrogane ဘယ်လောက်နဲ့ပေါင်းမလဲ +5 နဲ့ပေါင်းမယ်အောက်ဆီဂျင်အမြဲတမ်းပါတူလဲ -2 မေးပေါင်းမယ် +5 ကို4နဲ့မြောက်လိုက်ရင် +20 ရတယ်ဒါဆိုရင် -20 ဖြစ်ဖို့လိုတယ်ဆိုတော့စုစုပေါင်း tetrogane က0ဖြစ်ရမှာဟုတ်ဗျဒါကြောင့်အောက်ဆီဂျင်ကိုဆရာတို့ဘာနဲ့မြောက်ဖို့လိုလဲဆို10နဲ့မြောက်မှရမယ်ဒါမှ -2 ကို10နဲ့မြောက်ရင်ဘယ်လောက်ရအောင်-20ဒါဆိုရင်0ဖြစ်သွားဒါဆိုရင် compound တည်မြဲသွားပြီဒါဆိုရင် phosphorus ကိုအောက်ဆီဂျင်နဲ့ပေါင်းလိုက်တယ် P4O10 ဆိုတာ phosphorus ကိုဘယ်လောက်နဲ့ပေါင်းတာလဲ5နဲ့ပေါင်းတာမို့လို့ phosphorus 5 oxide လို့ခေါ်တယ်နော်ဘာ oxide လို့ခေါ်ပါလဲ phosphorus 5 oxide နော်တခြားလေးမှတ်ပြီးနော်ဘာရပါလဲဆရာတော့ P4O10 ပြန်ပြောပေးပါဒီမှာတွေ့လား P4O10 အဲ့ဒါ phosphorus ဘာလို့ခေါ်လဲဆိုရင် oxide လို့ခေါ်ပါတယ်ဒါ fat reaction အရလာတဲ့ phosphorus 5 oxide လို့ခေါ်တယ် P4O10 လေးကိုဆရာကရေနဲ့တက်ပြလိုက်မယ်ပေါ့နော်ဒီကောင်က solid ပေါ့ရေကတော့ liquid ပေါ့တက်ပြရင် A3PO4 ဆိုတဲ့ phosphoric acid ရတယ် phosphoric acid ရလဲ phosphoric acid ရတယ် equation ညှိမယ် equation က P ပါတယ်ကွယ် O ပါတယ်ကွယ် H ပါတယ်အဲ့တော့ဆရာတို့ PO အရင်ညှိမယ်နော် O နဲ့ H မှာ H ကိုဒုတိယအောက်ဆီဂျင်နောက်ဆုံးမှညှိမယ်နော် P ကဒီမှာ၄လုံးရှိတော့ဆရာတို့ဒီမှာဘာနဲ့မြောက်ပေးရမယ်၄နဲ့မြောက်ပေးရမယ်ကြည့်ယူဆိုင်မယ်နော် okay ပါအဲ့တော့ P ညီဝိုင်းဘာသွားမလဲ hydrogen ကိုညှိမယ်၄၃လီ12ဆိုတော့ဆရာတို့ကရှောင်း2လီ12ဟိုက်ဒရိုဂျင်လည်းညှိသွားပြီဘာစီဂျင်ကျန်နေတော့အောက်ဆီဂျင်ကိုကျန်နေတယ်ဟုတ်လားခင်ဗျကြည့်မယ်အောက်ဆီဂျင်ကဒီမှာဘယ်လုံးရှိလဲ10လုံးဒီမှာက6လုံး16လုံး4လီ16ကိုက်သွားပြီဒါဒီ sequential reaction စက်တိုက် W ချင်းလို့ခေါ်တယ် first reaction ရဲ့ product ဖြစ်တဲ့ phosphorus 5 oxide ဒီ second reaction မှာတော့ reactant ဖြစ်ကိုပြောင်းသွားတယ်ဟုတ်ပြီเนาะဒါလေးနားလည်ရမယ်ဆရာတို့ပု္ပ္ပာတွဲရင်လေဒီကောင်တွက်မှာเนาะဆရာတို့ view site ပြပါเนาะစက်တိုက် W ချင်းလို့ခေါ်ပါတယ်နားလည်ပြီလို့ယူဆပါတယ်เนาะ
ဒါဆိုရင်ဆရာတို့ဘာကိုဆက်ဆွေးနွေးလို့ရလဲဆိုတော့ example x ဒီဒါ sequential reaction လို့ခေါ်တဲ့ဆက်တိုက်ဓာတ်ပြုခြင်းရဲ့ပုံစံလေးတစ်ပုဒ်ဖြစ်ပါတယ် okay တွေ့ကြည့်အောင်ဒါဆိုရင်ဆရာကတော့ phosphoric acid ကိုထုတ်ခဲ့တာဘယ်နှဆင့်လဲနှစ်ဆင့်မှန်တော့ပေါ့ phosphoric ကို oxygen နဲ့ပေါင်းတယ် phosphoric oxide ရတယ် phosphoric oxide ရလာတဲ့ phosphoric oxide ကိုရေနဲ့တက်ပြူမှာ phosphoric acid ဒါဆိုဒီ phosphoric acid ရဖို့အတွက်ကလေးတို့ဘယ်နှဆင့်သွားရမလဲနှစ်ဆင့်သွားရမယ်လက်ဆင့်သွားရမယ်เนาะဒါပေမဲ့ phosphoric acid ဆိုတဲ့ H3PO4 can be prepared ထုတ်မယ် by two step အဆင့်ပတ်ဆင့်နဲ့ထုတ်တယ်နှစ်ဆင့်နဲ့ထုတ်တယ်ပထမတစ်ဆင့်ကပါလဲ fat reaction phosphoric ကို oxygen နဲ့ပေါင်းတယ် phosphoric oxide ရတယ်ဒါတစ်ဆင့်เนาะဒုတိယ equation ရလာတဲ့ phosphoric oxide ကိုရေနဲ့ပေါင်းပြီးတော့ phosphoric acid နားလည်မယ်เนาะ okayဒါကိုဆက်တိုက်တက်ပြုခြင်းလို့ခေါ်တယ်နော်ဒါကြောင့်လို့ fat reaction ရဲ့ဘာတက်ဒီ product ဒီ second reaction မှာတော့ react ဘာပြုပစ္စည်းဖြစ်သွားလဲဆိုတော့ W ပစ္စည်းဖြစ်သွားတယ်နော်ဒါ sequential reaction ဆိုရပါပြီ okay ဆရာတို့ပုံစံလေးတွေ့ကြည့်အောင်ခယူဆိုင်မယ်အာယုဆိုင်မယ် okay 950 gram of phosphorus ပေးထားပေးချက်ပေးပြီးဒီ phosphorus ကလေးရဲ့gram အလေးချိန်လေးပေးထားတယ်နော် phosphorus လေးရပါလေးပြီးတော့ gram လေးပေးတာ250 gram of phosphorus က react with W မဲ့ excess oxygen လေးများနဲ့ W မဲ့ခက်တာက oxygen ကပမာဏမပေးထားရင်ဒီကောင်မိုးရှိုးယူစရာမလိုဘူးphosphorus က250 gram ပေးထားလို့ P4 တော့မိုးရှိုးယူရမယ်အဲ့လိုပေးထားရင်ね80.2ရာခိုင်နှုန်းရှိတဲ့ phosphorus oxide တွေထွက်လာတယ်ကျွန်တော်မဖတ်သေးဘူးเนาะဒါအထိပဲphosphoric oxide ဘယ်လောက်ရာခိုင်နှုန်းထွက်လာလဲ80.2ရာခိုင်နှုန်းထွက်လာတယ်ဒါဆိုဒီ first reaction မှာအဓိကဆက်ဆွဲမှာကတော့ phosphorus နဲ့ phosphoric oxide ကိုပဲမိုးရှိုးယူပြီးတက်သွားရမှာဖြစ်ပါတယ်ရလားခင်ဗျာ okay ဒါလေးပြန်ပြောမယ်ဒါဆိုရင်ဆရာတို့ကစဉ်းစားစရာရှိတယ်နံပါတ်1ဆရာတို့ဘာလုပ်မလဲဒီ gram ပေးထားတယ် gram of phosphorus ကြီးပေးထားတော့ phosphorus ဘာကြီးပေးထားလဲ gram of ဘာပေးထားတော့ phosphorus gram of phosphorus ကိုဘာဖြစ်အောင်ပြောင်းအောင်လဲဆိုတော့ mole of phosphorus ဖြစ်အောင်ပြောင်းဘာရမလဲ mole of phosphorus ရပြီဆိုရင်ဘာ equation ကိုသုံး equation ကိုသုံးပြီးတော့ mole of ဘာ 4O10 ကိုရှာလို့ရမလဲဆိုတော့ P4O10 mole of P4O10 ရပြီဆိုရင်တို့လိုချင်တဲ့ gram of P4O10 ကိုရပြီ gram of P4O10 ကိုရပြီဟုတ်ပြီနော်ဒါ gram of P4O10 ရလာဒီထီရောရပြီဒီစင်ပြန်ပြောမယ်တို့ရထားတာဘာပေးထားလဲ gram of P4 ဆိုတော့ဘာဖြစ်အောင်ပြောင်းရမှာလဲ mole of P4 ရဝိုင်း equation ဆက်နွယ်မှုရ mole of ဘာကိုရှာ P4O10 ကိုရှာထိုမှတစ်ဆင့် gram of P4O10 ကိုရှာရမယ်ဒါလေးအကြမ်းမှတ်ထားပြီနော် gram of P4O10 ကိုရှာရမယ်ရလားခင်ဗျရပဲနော်ဒီထီ okay ဒါဆိုရင်ဆရာတို့တွေ့ကြည့်အောင်မပြီးသေးဘူးเนาะအာယုံလေးစိုက်ပြီးပါဒါဆိုရင်ဆရာတို့ number 1 first reaction ကိုပဲစရှင်းမယ် first reaction ရှင်းမှာကဆရာဘာနဲ့ရှင်းမှာလဲ phosphorus နဲ့ P4O10 အဲ့ဒီနှစ်ခုကိုဆရာဒီမှာလဲ gram ပေးထားတယ်ဒီမှာ80.2 yeast of P4O10 ထွက်လာတယ်ဆိုတော့သူကရာခိုင်နှုန်းဒီရာခိုင်နှုန်းကိုဆရာတို့ gram ပြောင်းဖို့လဲလိုတယ်เนาะဂရုစိုက်ရမယ်ဒီ date ပဲရာခိုင်နှုန်း gram ပြောင်းခြင်းလေဒါ100 gram မှာ80.2 gram of P4O10 ထွက်တယ်လို့ပြောတဲ့သဘောเนาะဒါရာခိုင်နှုန်းကိုဘာဖွဲ့လိုက်တာလဲအလေးချိန်ဖွဲ့လိုက်တာဒါလေးလဲနားလည်ဖို့လိုတယ်နောက် fat reaction မှာ phosphorus ကိုမိုးရှိုးယူမယ်နောက်ပြီး P4O10 ကိုမိုးရှိုးယူမယ်ပြီးရင်ဒီကောင်ကိုလဲဆိုတော့ molar gram ပေးထားတော့ molar mass ရှာမယ် P4O10 ကလည်းဒါရာခိုင်နှုန်း gram ဖွဲ့ရမှာဆိုတော့ molar mass ရှာမယ်နောက် နံပါတ်1ဒီ molar mass of P4 ရှာမယ် molar mass of P4O10 ကိုဘာလုပ်ပေးမယ်ရှာပေးမယ်ရာခိုင်နှုန်းကိုလည်းဘာပြောင်းတက်ဖို့လိုလဲ gram ပြောင်းတက်ဖို့လိုတယ်เนาะဒါလေး okay တော့စဉ်းစားကြည့်အောင်fat reaction ဘာ equation ရေးလိုက်ပြီး equation မိုးရှိုးယူ P4 နဲ့ P4O10 ကိုဘာရှိုးယူမယ်မိုးရှိုးယူမယ်ပြီးရင်ဆရာတို့က gradient ပေးထားတော့ဘာလာမတ်တွေရှာမယ် molar mass of P4 ရှာမယ် molar mass of P4O10 ကိုရှာမယ် P4O10 ကိုရှာမယ် P4 ရဲ့ molar mass က124 gram per mole ရမယ် P4O10 ရဲ့ molar mass ကတော့284 gram per mole ရပြီเนาะတို့ပေးချက်ကိုတွားမယ်ပေးချက်က gram of P4 ပေးထားတယ်ညမ gram of P4 ဘာဖြစ်အောင်လို့ mole of P4 ရပြီဆိုရင် equation ရဲ့ဆက်ဆက်မှုအရာ mole of P4O10 ကိုရှာ mole of P4O10 မှာ gram of P4O10 ဒီတိနားလဲလား okay ဒါဆိုတို့လိုချင်တာဘာလို့လိုချင်တာလဲ fat reaction မှာ gram of P4O10 ကိုလိုချင်တယ်ပေးထားတဲ့ gram of P4 ကဘယ်လောက်ပေးထားတယ်250 gram of P4 ရမို့250 gram of P4 gram of P4 ကိုဘာဖြစ်အောင်ပြောင်းပါလဲ
more or before very good ဒါဆိုရင်ပြောမယ်အဲ့တော့ grand or before ဘာဖြစ်အောင်ပြော more or before ဘာဖြစ်အောင်ပြော more or before ဦးတန်းဖြစ်အောင်ပြော more or before ဦးတန်းဘာဖြစ်အောင်ပြော grand or before ဦးတန်းဖြစ်အောင်ပြောအေးဒီမှာထူးခြားချက်အဲ့ဒါဟာဆေးရတို့ကယာဂိုင်နှုံးကို grand ပြောင်းထားတာเนาะဒါလေးတစ်ဆင့်ကြံခဲ့လို့မရဘူးရလာခင်ဗျ okay ဒါဆို given unit ဖြစ်တဲ့ ground before နဲ့ပါလုပ်မယ်စားမယ်ဒါဆို ground before နဲ့ ground before နဲ့ကြည်သွားမယ် more before ရှိမယ် more before နဲ့ပြန်ပြီးတော့ပါလုပ်ပေးမယ်စားမယ် more before နဲ့ more before ကြည်သွားမယ် more before ဥဒန်းရှင်အောက်ကပါရှိမယ် more before ဥဒန်းရှိမယ် more before ဥဒန်းနဲ့ more before ဥဒန်းကြည်သွားမယ်ရလိုက်ဆရာပြောတာဒီမှာ ground before ဥဒန်းရှင်အောက်ကလည်း ground before ဥဒန်းရှိမယ် ground before ဥဒန်းနဲ့ ground before ဥဒန်းကြည်သွားမယ်တို့လိုချင်တဲ့ ground before ဥဒန်းဘာလို့ ground နှစ်ခါဖြစ်နေရလဲနောက်ဆုံး grand ဟာယာဂိုင်နှုံးကိုဘာလုပ်ထားတာလဲ grand ဖွဲ့ထားဆိုတာကိုမမေ့နဲ့နော် okay ပါဒါဆိုဆရာတို့ဆက်ပြီးတော့ကြည့်ကြရအောင်အဲ့တော့ဒီမှာဆရာတို့က grand နဲ့မူဒါဒီမူလာမတ်ဘာ4ရဲ့မူလာမတ် p4 ရဲ့မူလာမတ်က1မိုးမှာ124 grand ရှိတယ်ဒါပေမဲ့1မိုးမှာ124 grand ရှိတယ်နားလည်မယ်နော်မိုးတူနေရင်ဘာ equation ကိုတွား equation ကိုတွားဆရာတို့ p4 order ရဲ့မိုးက1မိုးဒါပေမဲ့1နောက်ပြီး p4 ရဲ့မိုးကလည်း1ရမယ်နော်နောက်တစ်ခုဟုတ်ပြီဒီမှာ grand ဒီမှာမိုး grand နဲ့မိုးနဲ့ဆက်တဲ့ချက်ကဘာလာမတ်မိုးလာမတ်ဘာ4 order ရဲ့မိုးလာမတ် p4 order ရဲ့မိုးလာမတ်က1မိုးမှာ284 gram ရပြီနောက်ဆုံးတစ်ခုဆရာတို့က grand 2เนี่ยဒါကတော့ဆရာတို့ကယာဂိုင်နှုံးကိုဘာဖွဲ့တာလဲ gram ဖွဲ့တာ80.2ယာဂိုင်နှုံးဆိုတာ100 gram မှာ80.2 gram ရှိရလို့ဆရာကနောက်ပါလဲဖွဲ့ထားပြီးပြီပေါ့နော်ဒီလိုရှင်းလိုက်မယ်ဆိုရင်ဆရာတို့ဘာရသွားဆို459 gram of before order တနည်းအားဖြင့် fat reaction ရဲ့ product before order လို့ခေါ်တဲ့ phosphorus oxide ရဲ့ fat reaction ရဲ့ product ရဲ့အလေးချိန်ရသွားပြီရလိုက်ဒီထီရော okay ဒါဆိုရင် fat reaction ရှင်းလို့ပြီးပြီ second reaction ကိုဆက်ပြီးရှင်းကြရအောင်ရပြီเนาะဒါဆိုတို့ before order ရဲ့ဘာရသွားပြီလဲအလေးချိန်ရသွားပြီ okay ဆက်ကြည့်မယ်မေကွာလာပြီ90.3ရခဲ့နှုံးရည်စွာထွက်တာphosphoric acid ဒီကောင်ရောက်သွားပြီเนาะ sorry ကြမို့ phosphoric acid ဘယ်လောက်ထွက်တာလဲ90.3အကောင်ဆရာတို့ကအလေးချိန်ဖွင့်ရင်ဘယ်လိုဖွဲ့မှာလဲ100 gram မှာ90.3 gram ရှိတယ်ဘာတူလဲ H3PO4 ဆိုတဲ့ phosphoric acid ဒါလေးကတို့ကရာခိုင်နှုန်းဘာပြောင်းတာလဲဆိုတော့ gram ပြောင်းတာเนาะ okay အဲ့တော့စပြီးကြည့်အောင်90.3ရာခိုင်နှုန်း or H3PO4 ထွက်လာတဲ့ in the second step of reaction ဒါဆိုရင် what will be the measure phosphoric acid အလေးချိန်ဘယ်လောက်လဲဒီကောင်ကိုမေးတာဒီကောင်ရဲ့ဘာကိုမေးတာလဲ gram ကိုမေးတာဘယ်ရတွေ့ရမှာလဲ P4O10 ခုနကဆရာတို့ P4O10 ရဲ့ဘာကိုရထားပြီလဲ gram ကိုရထားပြီဟုတ်လားဆရာတို့က gram or P4O10 ကိုဆရာတို့ကဘာလုပ်မလဲနံပါတ်1စဉ်းစားမယ်နော်ရထားတဲ့ gram or ဘာ 4O10 P4 O10 ကိုဘာဖြစ်အောင်ပြောင်း grand ဒီဘာဖြစ်အောင်ပြောင်းမိုးရောဘာဖို့ O10 ဖြစ်အောင်ပြောင်း P4 O10 ဖြစ်အောင်ပြောင်းမိုးရော P4 O10 ရပြီဆိုရင် equation အရာမိုး or H3PO4 ရှာမိုး H3PO4 ရပြီဆိုရင်တို့လိုချင်တဲ့ဘာကိုထပ်ရှာလို့ရပြီလဲဆိုရင် grand or H3PO4 ရှာလို့ရပြီဒါဆို H3PO ဘယ်ကရှာမှာလဲ P4 O10 ကရှာမှာเนาะဒါပေမဲ့ဘယ်သူရဲ့မူလာမတ်ကိုတော့ရှာထားရမလဲဆိုရင် H3PO4 ရဲ့အလေးချိန်ကိုမေးရဆိုမူလာမတ်ကိုတော့ရှာထားဖို့လိုတယ်เนาะဒါဆို second reaction လေးတွားရအောင်ဆရာတို့ဒါဒုတိယ equation လေးဘာလို့လဲ W သွားတယ် W ဘာ show you မိုး show you P4 O10 ရှာထားပြီးသားဆိုတော့သူ့မိုး show you မယ်လိုချင်တာက H3PO4 ဆိုတော့သူ့လည်းမိုး show you မယ်1ရှိတော့1မိုး4ရှိတော့4မိုးပြီးရင်ဆရာတို့က H3PO4 ရဲ့ဘာလာမတ်ကိုရှာမလဲမိုးလာမတ်ကိုရှာ P4 O10 ကရှာခဲ့ပြီးသားဖြစ်သွားပြီเนาะဆရာတို့ကokay မိုလာမဲကို H3PO4 ရှာလိုက်တာ68 gram ပါမို့တို့ကခုနကဘာရခဲ့တာလဲ gram of P4 O10 ရခဲ့တယ် gram of P4 O10 ကိုဆရာပြောတဲ့အတိုင်းမိုးရောဘာဖြစ်အောင်ပြောင်း P4 O10 မိုးရော P4 O10 ရပြီဆိုဘာ equation ကိုသုံး equation ကိုသုံးပြီးတော့မိုး of ဘာ 3PO4 H3PO4 အဲ့မှာတစ်စင်ဒိုးလိုချင်တဲ့ gram of phosphoric acid ကိုရမှာဖြစ်ပါတယ်เนาะဒါလိုချင်တာကဘာလဲ gram of H3PO4 လိုချင်တာဟုတ်ပြီဘယ်ကနေရှာမှာလဲ gram of P4 O10 gram of P4 O10 ဒီမှာရခဲ့တယ်လေ400နဲ့59ဒါကြောင့်မို့459 gram of P4 O10 အထီရောရမလားရပါတယ်เนาะโอเคပါ
နောက်ဆိုရင် gram of before order ဆိုဘာဖြစ်အောင်ပြောင်း mole of before order mole of before order ဒီ equation ကိုသုံးပြီးတော့ mole of ဘာ 3PO4 A3PO4 mole A3PO4 ရပြီဆိုရင်လိုချင်တဲ့ gram of ဘာ 3PO4 ရပြီ A3PO4 ရပြီပုံမှန်ဆိုဒီအဆင့်ထိပဲဒါပေမဲ့အောက်နောက်ကဟာရာခိုင်နှုန်းဘာပြောင်းတာဆိုအလေးချင်းပြန်ပြီးတော့ပြောင်းလာတာဒါအထူး view ဆက်ရမယ့်အရာပဲเนาะဒါအထူး view ဆက်ရမယ့်အရာပဲ okay ပါတို့ unit factor လေးသုံးကြည့်ကြရအောင်ဒါဆိုရင် given unit ကပါလဲ gram of before order ဒါဆိုရင်အောက်ကလည်း gram of before order ကြည့်လိုက်မယ်ခင်ဗျာဒီမှာအပေါ်မှာပါရှိလဲ mole of before order ဆိုအောက်ကဘာနဲ့စာမယ် mole of before order အဲ့ဒါခုဘာလို့သွားမလဲကြည့်သွားမယ်အပေါ်မှာပါရှိလဲ mole of A3PO4 ရှိအောက်ကလည်း mole of A3PO4 အဲ့ဒါခုဘာလို့သွားမလဲကြည့်သွားမယ် gram of A3PO4 ရှိအောက်ကလည်း gram of A3PO အဲ့ဒီနှစ်ခုဘာလို့သွားမလဲကြည့်သွားမယ်နောက်ဆုံး finally gram of A3PO4 ကိုရမှာဖြစ်ပါတယ်ရမယ်နော်Okay ဒါဆိုရင်ဆရာတို့ရပြီဒါဆိုအစတွေ့မယ်ဟုတ်ပြီဒီဟာလေးက gram ဒါလေးက mole gram per mole ဒါ molar mass ပေါ့ဘာရဲ့ molar mass လဲလို့ဆိုရင် P4 order ရဲ့ molar mass P4 order ရဲ့ molar mass ကဆရာတို့အပေါ်မှာရှာခဲ့ပြီးသားလေ P4 order ရဲ့ molar mass က1 mole မှာ284 gramဟုတ်လားခင်ဗျ1 mole မှာ284 gram mole to လာတူရင် equation ကိုသွားဒီမှာရှိတဲ့ second equation ကိုသွားမှာเนาะ A3PO4 ကဘယ်လောက် mole လဲ4 mole ဖြစ်ပြီးတော့P4 order ကဘယ်လောက် mole လဲ1 mole ရပြီဆက်သွားမယ်နောက်ခု gram နဲ့ mole နဲ့ဆက်တော့ချက် molar mass ဘာ 3PO4 ရဲ့ molar mass A3PO4 ရဲ့ molar mass က1 mole မှာဘယ်လောက် gram လဲ98 gram ရပြီနောက်တစ်ခုကဒါဘာကိုဖွဲ့ထားတာလဲဆိုရင်ဆရာတို့က percentage ကိုဘာပြောင်းထားတာလဲဆိုရင် gram ပြောင်းတာ90.3ရာခိုင်နှုန်းဆိုတာ100 gram မှာ90.3 gram ရှိရလို့ပြောတာပါဒီလိုရှင်းလိုက်မယ်ဆိုရင် gram of A3PO4 ရပါပြီဒီလို W ချင်းတွေကိုဒါ sequential reaction လို့ခေါ်ပါတယ်ခင်ဗျာရမယ်နော်